KNU တော့ကျွန်တော်တနာတခုရှိတယ်သူကဒီ KNU ကရင်နယ်မြေထဲမှာသူကတိုက်ပွဲတွေကိုသူကခေါ်လာတာပေါ့နော် KNU ကတိတ်လဲတဲ့ခါကျတော့ကချင်ပြည်နယ်မှာသူကတိုက်ပွဲအဖြစ်မခံဘူးဥပမာကျွန်တော်တို့ဘာဘီကွန်မြူနစ်ပါတီကပြည်မနာနယ်မြေမှာဘယ်တော့တိုက်ပွဲမပေါ့ဘာဖြစ်လို့လဲဆိုတော့သူကအမှန်ပေါ့ရှမ်းပြည်နယ်နဲ့သူဆက်သွယ်တဲ့နေရာဖြစ်တယ်လို့ကြောင်းအခု KNU ကအဲ့သူ့နေရာကိုတွင်းပြီးတော့သူကနေရပပရတာလေးမျှော်ကိုပြီးသွားလုပ်တယ်အဲ့တော့ဘာဖြစ်သွားလဲဆိုလို့ရှိရင် KNU မှာအရင်တုန်းကအစင်ဆက်ချခဲ့တဲ့အမျိုးသားရေးဆိုတဲ့ဥစ္စာပျောက်သွားတယ်အဲ့တော့ဒီမိုကရေစီရေးလို့ဘာလို့ရောင်တောင်ဖြစ်သွားတယ်အခုချိန်မှာဟိုပြောရလို့ရှိရင်တော့1960ကျွန်တော်တို့ဟိုပါပြည်ချစ်ပေါ့နော်ဒီဥနုပေါ့နော်ဥနုရဲ့ပြည်ချစ်အဖွဲ့တွေဇက်သိန်းတာဟာ KNU ကနောက်ဆုံးမှာကျွန်တော်တို့ကတတ်လိုက်လို့လေကျွန်တော်တို့ကလည်းဗိုလ်လက်ရာပါဝင်အားလုံးကျွန်တော်ဟာဗမာပြည်ရဲ့ပထမဆုံးကာကွယ်ရေးဝန်ကြီးဗိုလ်လက်ရာ KNU လက်ချက်နဲ့သိရတယ်နော်အဲ့ဒီလိုဇက်သိန်းမျိုးကိုသူကပဲသိမ့်မလား PDF တွေကပဲသိမ့်မလား PDF တွေကလည်းလူငယ်တွေဖြစ်တဲ့အခါကျတော့ကရင်ပြည်နယ်ကြီးမှာကြာရင်သူကဟိုပြောရလို့ရှိရင်လည်းကရင်မိန်းကလေးတွေနဲ့အိမ်အောင်ကြပါကြဆိုရင်ကရင်လူမျိုးရေးဆိုတဲ့အကြောင်းအရာကလည်းသူတို့မှာဝင်ရိုးကြီးကနော်အတွေးခေါ်ဝင်ရိုးကြီးပေါ့ main idea ကြီးက backbone ကြီးကကျိုးသွားနိုင်တယ်လို့နောက်ဆုံးမှာမအောင်မြင်တော့ဘူးဆိုလို့ရှိရင်တော့ဟလာသူတို့တနက်တွေကိုပဲ KNU ကဖြုတ်မလားသူတို့ကပဲပြန်ဖြုတ်မလားပေါ့နော်အဲ့ဒါကနှစ်ဖက်စလုံးကတော့ပရိဘက်ကကြီးတွေတော့တွေ့ရပါလိမ့်မယ်ကျွန်တော်အဲ့လိုပဲမြင်တယ်ကျွန်တော်စိတ်မကောင်းပါဘူးမဖြစ်စေချင်ပါဘူး ကျေးဇူးတော်ဆရာဟုတ်ကျေးဇူးတင်ပါတယ်ဆရာ ဟုတ်ကဲ့